ပေါ့စားနင်းပြန်နေလဲမတွေ့ပါလားဟုတ်ပါတော့ရောကိုညိုလို့ကိုဖဲတော့ရောဒီအောင်ကြာဟိုဘက်ဆိုင်တွေကငါးပေါ်ရတယ်ဆိုပြီးအဲ့ဘက်ကိုထွက်သွားတယ် ဟုတ်တော့ဖဲတော့တော့လုပ်ပြီငါလည်းအများကြီးရရလားရေအော်ရောက်ပါလေအေးငါတော့ဖေးတော့ငါပဲယူမှာနော်ပေါ့စားကိုမဖေးတော့လာနေပြီဟေးဖေးတော့လာနေပြီဟေးဖေးတော့လာနေပြီ ဒီကြပါဦးလေသူ့နေပေးမှလည်းဘာကြီးတွက်ချီလာလဲမသိဘူးတော့ဒီကောင်ကြီးကဟိုးကကြိုက်နေမှနေနေတာငါချောင်းနေကြပြီဒီနေ့မှပိုင်ဖမ်းလာတာဖေးတော့မင်းတို့ထောပြီးရောဘာလဲလဲကြည့်ပဲကြည့်ဟဲ့ဒီတော့အဲ့လောက်ရမ်းပြီးဝန်းတာမနဲ့အောင်ဒီလောက်ကြီးတဲ့ငါးရတာငါတက်တက်မှာဒီတစ်ခါလည်းဖြစ်မှုလေနော်ဒါတစ်ခုတော့တစ်ခုပဲရီးကောင်ကလုတ်ပြီဗျာဘာတစ်ခုခုလာလေအော်ဖေးတော့ဒီမသိတဲ့နဲ့ရမ်းမပြောနဲ့နောက်ငါးရပါလေဖြစ်နေဘယ်လိုလုပ်မလဲဟဲ့မျိုးကြီးဆရာတော်သွားပြနေသားမဖြစ်ဘူးမငါးရလာတယ်လို့သွားရှောက်စီလာကြည့်ပေးပါလို့ဩဘာဆရာတော်မပြေးပြီနဲ့နော်ကြောက်ကြောက်ကန်ကောင်းလို့မိတာဘာဆရာတော်ပြေးတာမလို့ဘူးဖေးတော့ဒီတစ်ခုခုဖြစ်မှာဆိုလို့ငါပြောနေတာနော်ဟုတ်တာပဲကိုဖေတော်ရဲ့ဟိုအရင်ကစေတနာနဲ့ပြောတာဟိုဆရာတော်တော့ဖေးတာခဏစောင့်လိုက်ပါနော်ဘာမှစောင့်မနေနဲ့ကိုယ့်ကိုကန်ကောင်းလို့မိတာမင်းကတမျိုးကွာလာအိုင်ငါလာပြုတ်ပြောင်းနေမင်းတို့ဘာလို့မှလဲကူပြောင်းပါလားမပြောင်းနဲ့ဖဲကွာဖဲမကန်ရဲနဲ့ဖဲအော်လေကွာကိုယ့်ကိုကန်ကောင်းလို့မိပါတယ်ဆိုတော့ဖေတော်ဖြစ်ပါမလားလို့မင်းကတမျိုးကွာနင်းသမ်းမှာဟိုပါပါဖေဟိုပါပါဟာဒီကရွေးကြီးပဲဒီကောမစားကောင်းဘူးနော်တကားပြီးတော့ချွေငွေလောင်းပြီးတော့ပြန်လွှတ်လိုက်ဖုံးဖုံးရေငါးဖမ်းကျင်လို့တန်ငါလှုပ်စားနေတာဘာကိစ္စမိထားတဲ့ငါ့ကိုပြန်လွှတ်အောင်မှာတော့ဖေတော်ရဲ့ဟိုဆရာတော်ကပြောနေပြီဟာလွှတ်လိုက်ပါနော်တို့ကြောင့်နတ်တွေကတော့အကန်ခံရပါမယ်နော်ဟုတ်စားမင်းတော်စမ်းဒီငါ့ကိုရောင်းလိုက်ငါတို့ပတ်စံဘယ်တော့ရမလို့မင်းသိလားငါတို့ထုံရင်းစားတော့ပို့ပြီးရေးကြည့်တယ်အေးငါတို့ငဲ့ဘယ်နှက်ကောင်းမှလာကျွေးမှာမဟုတ်မင်းရှင်းလားဖေတော်ရဲ့ပြောချင်လိုက်တာဒုက္ခပါပဲပြောမရလဲပြောမနေတော့ဘူးမင်းနိုင်နဲ့မိကန်လာရှိပါစေတော့